ကန်ကြီးကိုတို့ကိုကျွန်တော်ဒီအကြံဉာဏ်လေးတစ်ခုထပ်ပေးခြင်းတယ်ပေါ့နော်ဒီမှာတစ်ချက်ချိပရိရှုနေတာအလုံးဝလစ်သွားတဲ့အပြင်တံပြားနဲ့တံပြားချင်းပွတ်နေပြီပေါ့နော်အဲ့လိုတွေဘိန်းဘလောက်ကောင်းဗျာအဲ့လိုတွေကျွန်တော်ဒီပုံမှန်ဂယူးဆိုင်မှုမရှိဘူးဆိုရင်တော့ဘိန်းကြီးသိတဲ့အတိုင်းပေါ့နော်ရည်ခံမှုနည်းမယ်ပေါ့နော်ဒါဆိုလဲ BMW ဒါGS ထောင်းနေရပဲကြည်အောင်သူလဲအဲ့တိုင်းပဲတံပြားချင်းပူပြီးဆိုင်ကိုရောက်ရှာလာတာပေါ့နော်ကျွန်တော်ကအဲ့လိုတွေမြင်အရင်အသေးကွဲတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါ brake shoe ကတော့ပုံမှန်စပေးသင်းတဲ့ຢာဒါဥမာပေါ့နော်လန်ခီးမှာပဲဖြစ်ဖြစ်အဲ့လို brake shoe ပါဝါခဲ့တယ်ဆိုရင်တော့အသက်နာဆုံး brake ကို short စီရမယ်ပေါ့နော်ဒါလုံးဝကျန်းတာမတော့တွေကောင်းတွေတွန်းနေဆိုလုံးဝလစ်သွားပြီတမျိုးစရာကြီးပေါ့နော်အဲ့တွန်းတစ်ချက်က brake shoe တစ်ချက်မှ brake shoe တစ်စုံမှတသိန်းအောက်ပဲရှိတာဗျာတာမန် quality မျိုးစားဆိုရင်ဒီမှာတကားဆိုရင်လည်းV4 ပဲဒီကောင်ဆိုရင်ကန်ကောင်းတယ်နည်းနည်းလေးကြံသေးတယ်ဒီလားအဲ့လိုနေသားဆိုရင်လဲလိုက်တော့အဲ့လိုမှမလဲပဲနဲ့ PT စီးပြဆိုရင်တော့ drum လစ်မှာပဲ drum လစ်နော်တရုတ် drum တော့ကျွန်တော်တရုတ်တော့နောက်တဲ့ drum 3-4သိန်းရှိတယ် original ဆိုရင်15သိန်း30ကျားမှရှိတယ်ဗျာနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဂရုစိုက်ကြပါဗျ